1980ပြည့်လွန်နှစ်များအတွင်းအမေရိကန်ပြည်ထောင်စုတွင်ဇလန်းစတင်ခဲ့သည့်အထီးကျန်တန်ကိုမခံနိုင်တော့သောမိစ္ဆာတေဝလီသည်စံအိမ်ကြီးအတွင်းသို့နောက်တစ်ကြိမ်ထွက်ပြေးလွတ်မြောက်လာခဲ့သည်ကျဲလောင်လှသောအတန်းနဲ့ကြီးကြောင့်မစ္စဘလက်ရုတ်တရက်နိုးလာခဲ့ပြီးမိစ္ဆာကိုစကားပြော၍နှင်ထုတ်ရန်စူးစမ်းခဲ့တော်လဲအရာမထင်ခဲ့ဘူးခြောက်ချားပွဲမိခိုးဖြူများသည်သူမ၏သမီးငယ်အန်နာ၏အိတ်ခမ်းထဲသို့လိမ့်ဝင်သွားခဲ့ပြီးအမြင်ရသောလက်နှစ်ဖက်ကအန်နာ၏ဆောင်ကိုမတင်လိုက်ကြသည်စပလက်သည်တရေတစေနှင်ထုတ်သည့်မှန်ချက်ကိုကိုင်ဆောင်ကအန်နာ၏အခန်းသို့အပြေးလွှားသွားခဲ့တော်လဲနောက်ကျသွားခဲ့ပြီဖြစ်သည်အန်နာသည်မိစ္ဆာ၏စိတ်ကစီညမ်းစေခြင်းကိုခံလိုက်ရပြီးဖြစ်ပါသည်နောင်တရားများဖြင့်ပူလောင်နေသောမစ္စပလက်သည်မိစ္ဆာကိုခြေမုံရန်မြေအောက်ခန်းသို့ဆင်းသွားခဲ့တော်လဲအင်အားကြီးမားလာသောမိစ္ဆာကိုမရှင်နိုင်ခဲ့ဘူးအန်နာသည်သူမ၏မိခင်နောက်သို့လိုက်သွားခဲ့တော်လဲမစ္စပလက်ကိုမတွေ့ရဘဲကျမ်းပြင်ပေါ်တွင်စွန့်ပစ်ထားခဲ့သောမိစ္ဆာနှင့်မှန်ချက်ကိုသာတွေ့ရှိခဲ့သည်အန်နာသည်မှန်ချက်ကိုကောက်ယူကာစမ်းကြဲသောတင်ကေတပုံမြင်များစီသို့ဖြင်းချင်းစွာရှောက်သွားစဉ်ထိတ်လန့်ဖွယ်ရာဖြစ်ပျက်ခဲ့သည်အရေးအတွက်မြောက်များစွာသောလက်မဲကြီးများသည်တင်ကေတများထဲမှရုတ်တရက်ထွက်ပေါ်လာပြီးအန်နာကိုအမှောင်ထုကဘာထဲသို့ဆွဲခေါ်သွားခဲ့သည်ကံကောင်းထောက်မှစွာဖြင့်အန်နာသည်မိစ္ဆာနှင့်မှန်ကိုကိုင်ဆုပ်ထားနိုင်ခဲ့သောကြောင့်လွတ်မြောက်ခဲ့ပြီးမှန်ချက်ကိုတကားပေါ်တွင်တက်ဆင်ကမိစ္ဆာကိုပိတ်လောင်နိုင်ခဲ့သည်သို့သောမိစ္ဆာသည်အရှုံးမပေးဘဲလေပြွန်လိုင်းများမှတဆင့်ခေါင်းတိုင်စီသို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်နှစ်အကြာတွင်အင်ချန်မြေအေဂျင့်သည်ထိုဆန်အင်ကြီးကိုပေါလုနှင့်အီအီဇနီရို့စ်ထန်သို့ဈေးပေါ်ဖြင့်ရောင်းချလိုက်သည်ပေါလုသည်စူးစမ်းလိုစိတ်ဖြင့်မြေအောက်ခန်းသို့ဆင်းကြည့်ရာရေနွေးပူပေးဆက်လဲရန်အေဂျင့်ကကြိုတင်လွှတ်လိုက်သောပြင်ဆင်ရေးသမားရုတ်တရက်ရောက်ရှိလာသဖြင့်လမ်းဖြတ်သွားခဲ့သည်စကားအနှဲငယ်ပြောပြီးနောက်ပေါလုသည်ရို့စ်ကိုခေါ်ဆောင်ကအပေါ်ထပ်သို့ပြန်တက်သွားသည်ပြင်ဆင်ရေးသမားသည်စက်ကိုစစ်ဆေးနေစဉ်ကျမ်းပြင်ပေါ်ရှိမိစ္ဆာနှင့်မှန်ကိုမတော်တဆခြေထောက်ဖြင့်ကန်ထုတ်လိုက်မိသည်ထိုခဏ၌ပင်စမ်းကျဲသောတင်ကေတများစတင်တောက်ပလာပြီးတကားမှာအလိုလိုပိတ်သွားခဲ့သည်မျက်နှာကျက်မှပြုတ်ကျလာသောပစ္စည်းတစ်ခုကြောင့်သတိလစ်သွားခဲ့ရပြီးသတိပြန်ရလာချိန်တွင်တကားပြန်ပွင့်သွားတော့လဲထွက်ခွာရန်အပြင်တွင်တစေလက်မဲကြီးတစ်ဖက်ကသူ့အားမလွတ်တမ်းဆွဲယူသွားခဲ့သည်နောက်တစ်နေ့တွင်ပေါလုသည်မြေအောက်ခန်းသို့ဆင်းစစ်ဆေးခဲ့တော်လဲညီသူမျှမတွေ့ရသဖြင့်ပြင်ဆင်ရေးသမားပြန်သွားပြီဟုထင်မှတ်လိုက်သည်အခြားတစ်ဖက်တွင်ရို့စ်သည်မြေအောက်ခန်း၌အဝတ်လျှော်နေစဉ်သူမ၏အနောက်၌မမြင်ရသောလက်မဲကြီးတစ်ဖက်ပေါ်ထွက်လာခဲ့သည်ထိုညနေ၌ရို့စ်၏ညီမဆာရာဆန်အိမ်သို့ရောက်ရှိလာခဲ့သည်ညနေပိုင်းတွင်ပေါလုသည်မြေအောက်ခန်းမှအတန်များကြားရသဖြင့်ဂရုတစိုက်သွားရောက်ကြည့်ရှုရာမြေအောက်ခန်းတကားပွင့်နေသည်ကိုတွေ့ရှိခဲ့ရသည်စူးစမ်းလိုစိတ်ဖြင့်ဝင်ကြည့်စဉ်နေရန်ပေါ်ရှိတင်ကေတများပြန်လေတောက်ကလာပြီးမိစ္ဆာသည်ပေါလု၏ခန္ဓာကိုယ်ကိုဝင်ရောက်ပူးကပ်လိုက်ပါတော့သည်ရို့စ်သည်သူမ၏ခင်ပွန်းမိစ္ဆာပူးကပ်ခံထားရသည်ကိုမသိရှိဘဲ၃ယောက်အတူစားတောက်ဆိုင်သို့ညစာစားရန်ထွက်ခဲ့ကြသည်ပေါလုမိစ္ဆာသည်စပွဲထိုးမလေးကိုတွေ့ချင်းလိုက်လံရောပတ်ခဲ့သဖြင့်စပွဲထိုးမလေးကယွန်ရှာစွာညင်းပယ်ခဲ့သည်ညင်းပယ်ခံလိုက်ရသောမိစ္ဆာသည်ဒေါသထွက်ကသူမနှင့်အခြားစပွဲထိုးမလေးတဦးကိုတဘာဝလွန်တက်ခိုးများဖြင့်တန်းစင်ကန်အတွင်းကလေးစားချေနှိပ်စက်ခဲ့သည်အိမ်သို့ပြန်ရောက်သောအခါပေါလုသည်ရို့စ်နှင့်အတူအိပ်ရန်စူးစမ်းခဲ့တော်လဲစားတောက်ဆိုင်မှယာကားစိတ်ကြွပွဲအမှုရာများကြောင့်ရို့စ်ကညင်းပယ်ကအခန်းထဲမှနှင်ထုတ်လိုက်သည့်ဆိုဖာပေါ်တွင်တယောက်တည်းမအိပ်လိုသောပေါလုမိစ္ဆာသည်မကောင်းသောအကြံဖြင့်ဆာရာ၏အိတ်ခမ်းစီသို့ခြေလမ်းပြင်လိုက်ပါတော့သည်